မင်္ဂလာပါဒီနေ့ခေတ်ကလေးငယ်တွေဟာမျက်လုံးပွင့်လာတာနဲ့ဤပညာတွေကြားတဲ့ကြီးပြင်းလာကြသူတွေဖြစ်ပါတယ်ဒါပေမဲ့ဤပညာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်နိုင်ငံတကာမှာကလေးငယ်တွေအတွက်ဘလို့စီးမြင့်တဲ့တွေပြောင်းလဲချမှတ်လာပြီလဲဆိုတာဒီနေ့မျှဝေပေးခြင်းပါတယ်ပထမအဆုံးအနေနဲ့ကနေဒါနိုင်ငံမှာဆိုရင်အသက်16နှစ်အောက်ကလေးငယ်တွေကိုဆိုရှယ်မီဒီယာသုံးစွဲခွင့်ပိတ်ပင်မဲ့ဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်ဒါဟာကလေးငယ်တွေရဲ့စိတ်ကျန်းမာရေးကိုအဓိကထားကာကွယ်ပေးဖို့ရည်ရွယ်ထားတဲ့ခြေလှမ်းသစ်တစ်ခုပါဒုတိယတစ်ခုအနေနဲ့နော်ဝေနိုင်ငံကကျောင်းတွေမှာကျောင်းသားတွေရဲ့အသက်အရွယ်လိုက် AI အသုံးပြုမှုကိုစတင်ကန့်သတ်လိုက်ပါတယ်အသက်6နှစ်ကနေ73နှစ်အထိကလေးတွေကို AI လုံးဝမသုံးဖို့တားမြစ်ထားပါတယ်အသက်14နှစ်ကနေ16နှစ်အရွယ်ဆိုရင်တော့ဆရာတွေရဲ့ကြီးကြပ်မှုနဲ့သာသတိထားသုံးစွဲခွင့်ပြုထားပြီးတော့အသက်18နှစ်ကနေ19နှစ်အရွယ်ရောက်မှသာလုပ်ငန်းခွင်နဲ့အဆင့်မြင့်ပညာရေးအတွက်ကြိုးရှိအောင် AI ကိုစနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒီပညာတွေဘယ်လောက်ပဲတိုးတက်လာပါစေဒီပညာအသစ်တွေဟာလူသားအချင်းချင်းကြားကရင်းနှီးတဲ့ဆက်ဆံရေးတွေကိုတော့အစားမထိုးသင့်ဘူးလို့ပိုယဟန်မင်းကြီး Francis ကလည်းမကြာသေးမီကမှသတိပေးစကားပြောကြားခဲ့ပါသေးတယ်။ဒီပညာဆိုတာအနာဂတ်အတွက်လိုအပ်ပေမဲ့အသက်အရွယ်လိုက်ကန့်သတ်ထိန်းကျောင်းပေးဖို့ကမိဘတွေနဲ့လူအဖွဲ့အစည်းရဲ့အဓိကတာဝန်ပဲဖြစ်ပါတယ်။ဒီစည်းမျဉ်းတွေအပေါ်မှာရောမိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်လဲကလေးတွေကိုဤပညာနဲ့ပတ်သက်ပြီးဘယ်လိုထိန်းကျောင်းတင်လဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်